သူမွေးနေ့ဟာတောက်ကြဗုဒ္ဓဟာတောက်ကြတာတောထွက်တော့တနင်္လာဒါကြောင့်အဲ့ဒီအမျိုးသမီးလေးဟာတနင်္လာနေ့ဆိုသူ့စပင်တွေမညက်ဘူးတဲ့ဘာသာတရားကိုင်းဆိုင်ပုံများမင်းကအငိုတန်နဲ့ရည်တန်နဲ့မာနာကြီးတယ်ပွင့်လင်းနဲ့မခင်တဲ့သူဆိုမင်းဟာရေခဲ့တော့ခင်တဲ့သူဆိုမင်းဟာသားလေးကရှက်ပြပြကောင်းမလေးရဲ့ကံကောင်းတဲ့အဆောင်ဟာပြရောင်ဆိုပဲဥဒ္ဒါစိန်ပန်းဒန်းလာကိုရှာအိမ်နောက်ဘက်အသက်ရှည်ရတဲ့တောက်ကြသမီးဟာသစ္စာရဲ့ပြယုတ်တနင်္ဂနွေသားဟာမေတ္တာရဲ့ပြယုတ်မှုဒီကဘာမှာတောက်ကြနဲ့တနင်္ဂနွေဆိုတာလက်ရည်တဲ့ရွှေစာဖို့အချစ်ရဲ့ရှင်းထုံးလည်းမပင်နဲ့ဈေးသုံးလည်းမလွယ်နဲ့ကိုယ့်ကိုယ်လည်းမင်းဘဝတွေကလွယ်မပင်နဲ့တနင်္ဂနွေသားဟာတောက်ကြတော့မှရည်တက်ပေတယ်ဆိုတာမေတ္တာတွေကလုံတကောင်ရဲ့ကဘာကြီးဟာဘုဒ္ဓတော်ဝါလေးဝင်ယူစွန်းပေါ်လင်းနေပေါ်စံကြောစွာဝင်